သွေးဆုပ်ဖုတ်ကောင်ငါးလို့ခေါ်တဲ့ကြောက်စရာဂျိုသားငါးမျိုးစိတ်မင်္ဂလာပါယူတိုင်းတဲ့ဒိမန်ပရိသတ်ကြီးပင်လယ်ရင်းနေတ္တဝါလောကမှာအထူးခြားဆုံးနဲ့တစ်ချိန်တည်းမှာပဲအထိတ်တလန့်ဖြစ်စရာအကောင်းဆုံးငါးတစ်မျိုးကတော့လမ်ပရီလို့ခေါ်တဲ့ငါးပဲဖြစ်ပါသည်ဒီငါးကိုလူအများစုက vampire fish သွေးဆုပ်ဖုတ်ကောင်ငါးလို့လည်းခေါ်ဝေါ်ကြပြီးသူရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့အစားစားတဲ့ပုံစံကြောင့်မို့လို့နာမည်ကြီးတာဖြစ်ပါသည်လမ်ပရီငါးမှာတခြားငါးတွေလိုမေးရိုးမပါဝင်ပဲစောက်ခွက်ပုံစံပါဇက်ကြီးတစ်ခုသာပါဝင်ပါသည်အဲ့ဒီစောက်ခွက်ပါဇက်ထဲမှာတော့ချွန်ထက်တဲ့အန်သွားတွေဟာအဝိုင်းပုံစံစီတန်းနေပါသည်သူတို့အစားစားတဲ့ပုံစံကတော့သားကောင်ဖြစ်တဲ့တခြားငါးတွေပင်လယ်တ္တဝါတွေကိုတွေ့တာနဲ့ပြေးပြီးတော့ကတ်လိုက်ပြီးအဲ့ဒီစောက်ခွက်ပါဇက်ကြီးနဲ့ခန္ဓာကိုယ်မှာခိုင်မြဲစွာတွေ့ကတ်ကပါဇက်ထဲကသွားတွေနဲ့အပေါက်ဖောက်ပြီးအဲ့ဒီသားကောင်ရဲ့ခန္ဓာကိုယ်တွေကသွေးနဲ့ခန္ဓာကိုယ်အရည်တွေကိုစုပ်ယူစားတောက်ပါသည်ဒီငါးဟာမေးရိုးမဲ့ငါးမျိုးစိတ်ထဲမှာပါဝင်ပြီးကမ္ဘာပေါ်မှာတက်တန်းအရှည်ကြဆုံးငါးမျိုးစိတ်ထဲကတစ်ကောင်လည်းဖြစ်ပါသည်နေပေါင်းတန်း340ကျော်တွေကရှင်သန်နေထိုင်လာခဲ့တဲ့ကောင်တွေဖြစ်တယ်လို့ပညာရှင်တွေကလည်းခန့်မှန်းထားကြပါသည်မြောက်အမေရိကတိုက်ရဲ့ရေချိုနဲ့ပင်လယ်ရေတွေမှာအဓိကတွေ့ရတဲ့ဒီလမ်ပရီငါဟာဇီဝဗေဒအရအလွန်စိတ်ဝင်စားစရာကောင်းတယ်လို့ပုံသဏ္ဍာန်အရလည်းထိတ်လန့်စရာကောင်းလာပါသည်